ဆက်လေးလက်မဝိုင်းပြပါနော်အဲ့ဒီကနဲ့နော်ဖြတ်ကြည့်မှာပေါ့နော်တစ်သားဖြတ်တာလည်းအဆင်ပြေထင်းဖြတ်ပြမှာပေါ့နော်ကျွန်တော်ဒါဟိုဖြတ်ရှင်တယ်ဆိုတာဒါပိုကောင်းတယ်ဗျနော်အသွားတော့ရင်4800ပေးရတယ်အဲ့နော်အပြားကတော့4800ပေးရတယ်နော်သိန်းကျော်တန်နေလည်းရှိရဗျနော်ကျွန်တော်ကတော့4800အောင်နော်အစိတ်ကတော့40ပေါ့နော်40ကြတော့ပို့ပြီးတော့ကောင်းတယ်ဗျဒီဟာဖြတ်ရတာလေခဏပဲချွင်းဆိုတော့ထင်းမုံဆိုခဏပဲနော်အမကျွန်တော်ဖြတ်ပြတာအမကြည့်လိုက်နော်အမနောက်ကထင်းမုံကြီးကကြည့်လိုက်တော့နော်ဒါပေမဲ့အဲ့ဒီဟိုတင်းကတော့ဟိုမဖြတ်တတ်ခင်ကတော့ကျွန်တော်စမ်းစားဖြတ်တော့နေတော့အဲ့ဒါတော့ရှိရပါတော့အဲ့ဒါရှိရဆိုတော့ကိုကဟိုအချိန်မသေးတာတွေအချိန်သေးတာတွေရှိရပါတော့ဒါကတော့ကျွန်တော်ဖြတ်နေတာနောက်ကထင်းမုံကြီးပဲကြည့်လိုက်ပါတော့ထင်းမုံကြီးဟိုတင်းအတွေ့အကြုံညာပါပြီးတော့ဖြတ်တတ်သွားပြီပေါ့နော်အဲဖြတ်တဲ့အချိန်မှာနည်းနည်းလေးပါထောက်တာလေးတစ်ခုရှိရယ်နော် speed မပါရင်လွှမ်းညက်တာတို့ပြူတာတို့နော်အမှရှေ့မှာအမှခုနေတာတို့ဘာမှမဖြစ်အောင်နော်အတုံးကချက်ချင်းမကြပါလို့ရှင်အမှနော်ညက်တာတွေပါဖြစ်တတ်တယ်ဒီထဲမှာညက်တာပါလာလိမ့်မယ်နော်ညက်တာပါလာလိမ့်မယ်အဲ့ဒါနော်အဲ့တော့ကိုကလုတ်တယ်ဆိုရင်ဟိုကျွမ်းကျင်သွားရင်တော့ရပါဘောမကျွမ်းကျင်ခင်ကတော့နော်အမှဟိုအဆင်မပြေဖြစ်မလို့နော်အမှအဲ့တော့နော်မြန်တယ်ဗျနော်ပေးရတဲ့ဟာနဲ့ဟိုအချိန်ပေါ့နော်အချိန်ပြီးကြမလို့ပေါ့နော်ဟိုဒီဟာဆိုဓာတ်အိမ်နဲ့ခုညက်သွားတွေ့လားအမနော်ညက်သွားတွေ့လားအဲဆိုလို့ချင်းအမတွေ့လားနော်အဲညက်တာလေးရဲ့နည်းသတိဒါကျွန်တော်ဟိုအောက်မကြတဲ့ဟာပေါ့နော်အောက်ကြလို့ချင်းချက်ချင်းအမတွက်ပြီးတိုင်းအောက်ကြသွားနေရတယ်နော်ဟိုဘက်ကထောက်နေရဆိုရင်မရတာပေါ့နော်အကြဘက်ကမထောက်စီနဲ့အဲ့ဒါကိုသတိထားရမယ်ကျွန်တော်တော့မြန်တယ်ဗျအမနော်အဲ့တော့တချို့တက်သားပြပြောနေလို့နော်ပြတ်ချင်ရမှာကျွန်တော်တို့ high speed ပေါ်တာဆိုကျွန်တော်ကတော့ high speed ကိုအဲ့14လက်မဝိုင်းပြဝယ်လိုက်တာပေါ့နော်အဲ့ဒါ4800နော်တသိန်းကျော်တန်လည်းရှိတယ်တသိန်းကျော်တန်ကကျတော့ heavy ဖြစ်နေပြီလို့နော်ကျွန်တော်ကဒီဟာဟိုရင်ဖြတ်ပြတာဆိုတော့နော်မြန်တယ်ဗျမြန်တယ်ကောင်းတယ်နော်တက်သားဖြတ်တာလည်းစီကနာပဲနော်ဘာတိုက်ကြည့်ရမလို့ကျွန်တော်သတိထားဖို့ပေါ့နော်လက်မခိုင်းမိအောင်ဒါကျွန်တော်တော့ဟိုဖြတ်တာနည်းနည်းအဆင်ပြေသွားပြီမို့လို့ကျွန်တော်ကအမြန်နည်းနည်းလေး speed တင်ပြီးသားပါနော်ကျွန်တော်ဟိုဖြတ်တာတော့အဲ့လောက်အမြန်ကြီးမဟုတ်ဘူးနော်ဒါ speed နည်းနည်းမြန်ပြီးသားလားဘာလို့ကြည့်တဲ့လူမိနစ်ဟိုတည်းများနေလို့နော်ကျွန်တော်အဲ့လိုတက်သားပါညာဖြတ်ချင်လို့ချင်းဒီဟာနဲ့ဖြတ်ပါကျွန်တော်တော့ဒါအားပြီးရပေါ့နော်ဟို grinder မှာဖြတ်တာကြတော့နည်းဖြတ်လို့မရဘူးလို့ဖြတ်လို့ရတာမှဟိုနည်းအနည်းများတယ်ပေါ့နော်အနည်းများတယ်အဲ့တော့ကျွန်တော်ဟိုချီရနဲ့ဖြတ်ပြပါတော့နော်တချို့ grinder ကတော့ကျွန်တော်မဖြတ်ပြဘူး grinder တော့အနည်းများနော်အနည်းများဆိုအထိုင်စက်နဲ့ဆိုရင်တော့အဆင်ပြေပါတော့အထိုင်စက်မဟုတ်လို့ချင်းအထိုင်စက်မပါဘဲနဲ့လက်နဲ့ဖြတ်ဖို့ကတော့ကျွန်တော်တိတ်အားမပေးဘူးရနော်ကျုပ်ကျွမ်းကျင်တဲ့လူတွေဖြတ်ပြနေရတော့ရှိအဲ့ဒါတော့သဘောပေါ့နော်တတိတော့တော်ထားရမယ်နော်တတိတော့ထားရမယ်အဲ့ grinder ဟိုဖြတ်ဖူးတယ်နော်ကျောင်းရှိမှာလည်းကြောက်အဲ့ဒီလွှတ်ဝိုင်းများဝယ်ထားကြည့်ဒါမှဖြတ်လို့မလွယ်ဘူးရတော်ထင်းရခက်တယ်နော်လက်ကင်ခွင်းနေပါနဲ့ထိန်းတာတော့မှတော်တော်ယုံတယ်ထောက်နေပဲနော်ဒီလိုအထိုင်နဲ့ဖြစ်နိုင်ပေါ့နော်ဖြတ်ကြပါတော့ကျွန်တော်တော့ high speed ရှိရတဲ့အတွက်ကျွန်တော်တော့အဲ့ဒါပြောတာပေါ့နော်